အဲ့ဒီချိန်မှာကြောက်နဲ့ရှေ့သွားရင်းနဲ့လူတွေအလောင်းကြီးစုတက်နေလိုက်တော့ကြောက်ပါတယ်ဆိုတဲ့ကြားပေးတဲ့ခွေးတွေကလူတွေလောင်းကြီးစားနေခွေးတွေကဟောင်းသူအော်ပြေးမနဲ့အာယုချင်းလင်းတော့ပေးတဲ့အဲ့ဒီအိမ်မြတ်စွာဘုရားနဲ့သံဃာတွေကြွမှလဲတိလိုက်ရောအဲ့ဒီရာဇကြိုတထေးကဖယားနဲ့သံဃာတွေဆွန့်ကပ်ဖို့အတွက်ရဟန္တာပေါင်း60ကြီးမလားအဲ့ဒါတွေဆွန့်ကပ်ဖို့အတွက်ပေးတဲ့သူ့အိမ်မှာရှိတဲ့လူတွေအကုန်လုံးကိုတောင်းနေအတိအပေးတချို့ကထမင်းချက်တချို့ကရှင်းချက်တချို့ကရေခတ်တချို့ကမိဖို့တချို့ကဝေယဝဆပြင်ဆင်ဆောင်ရွက်နဲ့တန်ခါ1000အတွက်အလုပ်ရှုပ်နေကြအဲ့ဒီအချိန်မှာပြိတဲ့တာဝဋ္ဌိပြည်ကတထေးတယောက်အနာထပိန္ဒိကအနာထပိတထေးလို့ခေါ်တာပေါ့သူကအဲ့ဒီအိမ်မှာကုံရုံးကုံဝင်နဲ့ရောက်လာတာနာထပိတထေးကရောက်လာတော့ခါတိုင်းနာထပိတထေးရောက်ပြီဆိုကြိုးစိုးနေကြဒီနေ့ဒီတထေးကမကြိုးစိုးဘူးသူ့အလုပ်နဲ့သူရှုပ်ဟာတကယ်ချင်းခါတိုင်းငါလာရင်ကြိုးစိုးပြီးစကားတွေဖောင်ဖွဲ့ပြောလိုက်တာခုတော့ငါနာကိုမလာသူ့အိမ်မှာလည်းလူတွေအကုန်လုံးအလုပ်တွေရှုပ်နေလိုက်တာသူသမီးသူသားတယောက်ယောက်များမင်္ဂလာဆောင်ရှိနေသလားဒါမှမဟုတ်ရင်လည်းမနေ့ပြန်ဗိမိတာရမင်းများဒီအိမ်ကြွလာမှာမို့လားဒီလောက်ကြီးပြင်ဆင်လုပ်ကင်နေရတာကမနေနိုင်တော့အနာတပိန်ကသွားမိတယ်ဘယ်လိုကြောင့်ဒီလောက်လှုပ်ရှုပ်နာတော့ကွမင်းပါလဲမနေ့ပြန်ဖယားကြွလာမှာမို့တဲ့ဖယားဆိုတဲ့အတန်လဲကြားလိုက်ရောအနာတပိန်စကားကိုမပြောနိုင်တော့ငိမိုင်းပြီးတော့ပြီးတဲ့စိတ်ထဲမှာတမျိုးဖြစ်ပြီးဘလို့ပြောရမှမသိဘူးစကားမပြောနိုင်ဘူးကြည်ကြက်တဲ့ကြီးဖြစ်တယ်အတော်လေးကြာတော့ပြန်ပြောတယ်မင်းပါဇက်ကဖယားလို့ပြောသလားအေးဟုတ်တယ်ပြောတယ်ဟာပြန်ပြီးတော့အဲ့လိုပြန်ဖြစ်တယ်သုံးချိန်မြောက်လဲပြောလိုက်ရောငါအဲ့ဒီဖယားကိုကြီးညိုတယ်ကွာတဲ့ဖယားရှိတဲ့နေရာငါသွားခြင်းတယ်ဖယားဖူးခြင်းတယ်ဖယားဖူးဖို့အတွက်မင်းအချိန်မကောင်းတော့ဘူးမြတ်စွာဘုရားကရာဇကြိုးမြို့ရဲ့အပြင်ဘက်ရင်းတိုက်တော်ထဲမှာနေရင်းတိုက်တော်နဲ့ရာဇကြိုးကအလဲမှာတုတ်တန်ကြီးချအန္တရာယ်များလွန်းနေတဲ့မြို့တကားလည်းပိတ်ပါပြီမနဲ့မိုးလင်းမှမင်းဖယားဒီကြွလာမှာပဲအဲ့ဒီကြမှာအာရပါရဖူးပေါ့ဟုတ်လားအဲ့လိုလဲပြောလိုက်ရောအဲ့ဒါနဲ့အိမ်ပေါ်တက်အိမ်က9ထပ်တိုက်အထက်ဆုံးထပ်တက်အိမ်လိုက်တော့ပြိသိည3ခါနိုးတဲ့မိုးလင်းပြီထင်လို့နိုးလူကသာအိမ်နာပြိသိစိတ်ကဘယ်ရောက်နေတယ်ဖယားစီရောက်အိမ်မက်ထဲလည်းဖယားနဲ့တွေ့ပြီးတော့ကြီးညိုစိတ်တွေတဖွာဖွာဖြစ်ရင်လည်းဖြစ်နေမှာပေါ့အဲ့ဒါတွေ့ရမယ်ဆိုပြီးတော့မိုးလင်းပြီသွားမယ်ဆိုနိုးလိုက်ရင်ကြည့်လိုက်ရင်ဟာမဟုတ်သေးဘူးမလင်းသေးဘူးသုံးချိန်မြောက်နိုးတဲ့အခါကြည့်လိုက်တော့ပြိတဲ့တခန်းလုံးကြီးကအလင်းရောင်နေဖြစ်ဩဒီတခါသေချာပေါ့မိုးလင်းပြီပဲလို့သူထင်ပြီးအိမ်မော်ကနေဆင်းလာတကယ်တော့တန်းကောင်ရန်ရှိသေးတယ်မိုးမလင်းသေးဘူးဘယ်ကအယောင်တွေထွက်တယ်လဲမင်းသူ့ခန္ဓာကိုယ်ကအယောင်ထွက်ဟုတ်လားမြတ်စွာဘုရားကိုကြည်ညိုတဲ့တရားစိတ်ပီတိတွေဒါတွေကနေအယောင်ထွက်လူတွေမှာပြတဲ့တရားတရားဖြစ်နေတဲ့အချိန်နဲ့ဒေါသဖြစ်နေတဲ့အချိန်တူလားတရားတရားဖြစ်နေတဲ့အချိန်မှာလူကိုကြည်လင်ရွှင်ပြလို့ဒီလိုနေတာလေဒေါသဖြစ်နေတဲ့အချိန်ကျအဲ့ဒီရွှင်ပြနေတဲ့မျက်နာကဒေါသလွှမ်းမိုးသွားရင်ဖြူသေးလားညွညွမဲမဲကြီးပြောင်းဟုတ်ပြီလားအဲ့တော့လူရဲ့ရုပ်ရည်ဆိုတာပြိတဲ့စိတ်ပေါ်မှာအများကြီးမူတည်တယ်နော်စိတ်ကကြည်လင်စရာနဲ့တွေ့ရင်ရုပ်လည်းဘာဖြစ်နေတော့ကြီးစိတ်မကြည်လင်ဘူးဆိုရုပ်လည်းဘာဖြစ်လာတော့မကြည်တော့ဒီလိုဖြစ်တယ်အခုစိတ်ကမြတ်စွာဘုရားနဲ့တွေ့ရမယ်ဆိုတော့ပီတိတွေဖြစ်တရားတွေဖြစ်တော့ရုပ်တွေစိတ်တွေကြည်ပြီးရုပ်တွေပါကြည်ပြီးအယောင်လေးကိုထွက်အဲ့ဒီအယောင်ထွက်တာကြီးကိုသူကမိုးလင်းပြီးထင်ပြီးစဉ်းသွားလိုက်တာမြို့တကားကိုလည်းနတ်တွေကဖွင့်ပေးလိုက်တာအဟုတ်မှတ်ပြီးထွက်သွားလိုက်တော့ပြိတဲ့ဟာမိုးမလင်းသေးဘူးပဲငါခန္ဓာကိုယ်အယောင်ထွက်ကိုင်းကလင်းလင်းမလင်းလင်းကရောက်အောင်တော့သွားမယ်ဆိုတိုးသွားလိုက်တာတဖြည်းဖြည်းနဲ့ညကတငယ်ချင်းတစ်ထေးပြောထားတဲ့မြို့ရဲ့ပြင်မဲ့သုတ်တန်ကိုဖျက်ရမှာတင်းကျင်ကုန်ဖျက်ရမှာဆိုတော့အတွေးကြီးဝင်တော့နည်းနည်းကြောက်လာတော့အယောင်ကနည်းနည်းလေးမှိန်သွားကြောက်တယ်ဆိုတာသူတော်ကောင်းနေဒေါသကြောက်တာကဘာလဲဒေါသလွှမ်းလာရင်ပီတိကဘာဖြစ်လို့မိန်လာပီတိတွေလွှမ်းလာရင်ဒေါသကမိန်သွားဟုတ်လားအဲ့တော့ဒေါသကနည်းနည်းဝင်လာတော့အယောင်လေးနည်းနည်းမှိန်သွားရှေ့ဆက်သွားလိုက်တော့သင်္ကြန်ကုန်ကြီးတဲ့ရောက်အလွန်ကြောက်ပြီးတော့လာတော့တော်တော်ခန္ဓာကိုယ်လည်းမှိန်သွားဓာတ်ခဲကအာကုန်လာသလိုပေါ့နော်ပီတိအဟုန်တွေကလည်းအာကုန်လာ
အဲ့ဒီအချိန်မှာကြောက်ကြောက်နဲ့ရှေ့သွားရင်းနဲ့လူတွေအလောင်းကြီးစုတက်နေလိုက်တော့ကြောက်ပါတယ်ဆိုတဲ့ကြားပေးတဲ့ခွေးတွေကလူတွေလောင်းကြီးစားနေခွေးတွေကဝုန်းဆိုအော်ပြေးရင်ကောင်တွေကရုံးဝင်နဲ့ပြန်ကြအနံ့ကထောင်းဝင်နဲ့နှာခေါင်းနဲ့ဝင်တော့ကြောက်စိတ်တွေကလွှမ်းမိုးတော့ခန္ဓာကိုယ်တစ်ခုလုံးကအယောင်တွေပျောက်သွားပြီအယောင်တွေပျောက်တော့ဟာငါတငယ်ချင်းပြောတာမှန်တယ်ငါနောက်ပြန်ဆုတ်တော့မယ်မိုးလင်းမှဖျားဖူးတော့မယ်ဆိုပြီးတော့နာတပိန်စိတ်လျှော့မယ်လှုပ်လိုက်အဲ့ဒီအချိန်မှာပြိဿဘေးကအတန်တစ်ခုထွက်အဘိကမကာပတိဘိကမကာပတိဘိကန္တံသေယောနောပတိကန္တံတထေကြီးနောက်မဆုံးနဲ့ရှေ့ကိုသာတိုးရှေ့ကိုတိုးမယ်ဆိုရင်ခြေတလန်းဟာဂရေတနန်းတန်နဲ့ခြေတလန်းကဘာတန်နဲ့နောက်ပြန်ဆုံးမယ်ဆိုရင်ဂရေတသန်းတန်နဲ့ခြေလန်းနေဆုံးရှုံတော့မယ်ပေါ့ဟာအဲ့ဒီလိုလဲပြောလိုက်ရောဒါငါရဲ့အကျိုးလိုလားတဲ့နတ်တယောက်ကဒါငါကိုတိုက်တွန်းတာဖြစ်မယ်ငါရှေ့ဆက်တိုးမယ်ဆိုပြီးတိုးသွားလိုက်တာတိုးလည်းသွားလိုက်ရောပြိဿအဲ့ဒီမှာမြတ်စွာဘုရားကမိုးမလင်းခင်စဉ္ညာလျှောက်တာလက်မြင်လိုက်ဟာဟုတ်မယ်စဉ္ညာလျှောက်နေယဟန်တစ်ပါးဒါဖယားဖြစ်မယ်ထင်တယ်ဖယားဖြစ်မယ်ဆိုပြီးနာတပိရဲ့အတွေ့ကောင်းပုံကသွားပြီးတော့တန့်ရှစ်ခိုးမဟုတ်ဘဲနဲ့ဖယားကြီးမဟုတ်ဘဲနဲ့ဖယားလို့ရှစ်ခိုးမိဆရာတင်မှားရင်ငါဒုက္ခများမယ်ဂေါရမဖယားရဲ့ရှေ့ကလည်းမဂ္ဂလိဂေါသာလတို့ဘဂုဏဒိဋ္ဌိ6ပါးကရှိတယ်မို့လားဖယားနဲ့ခက်ပြိုင်ကြီးတွေလေသူတို့ကလည်းသူတို့ကိုသူတို့ဖယားလို့ကြွေးကြော်ထားတော့အဲ့ဒီပုဂ္ဂိုလ်မျိုးများသွားဆရာတင်မိရင်ငါဒုက္ခရောက်လိမ့်မယ်ပေါ့အဲ့ဒီအတွေးမျိုးဝင်လာတော့ဖယားဟုတ်မဟုတ်ငါဘလို့စမ်းတတ်သဗ္ဗညုတဉာဏ်ရှင်ဆိုရင်ငါငယ်တန်းပြီသူသိလိမ့်တလောကလုံးကငါကိုသိကြတာကဆင်းရဲသူဆင်းရဲသားစားရမဲ့တောက်ရမဲ့လူဒန်းသားတွေကိုထမင်းကျွေးတဲ့အတွက်ဒါကြောင့်အနာထပိန္ဒိကအနာတပိလို့လူတိုင်းသိတာသူမိဘနှစ်ပါးပေးတဲ့နာမည်ကြလူသိနေတဲ့ဗျသူနာမည်ကြီးတာကဘာနာမည်နဲ့နာမည်ကြီးအနာတပိနာမည်ခဏခေတ်လည်းကြည့်ပေါ့တချို့မင်းသားမင်းသမီးတွေလည်းမိဘနှစ်ပါးပေးတဲ့နာမည်တဲ့သူကသူနာမည်ကြီးလာတာပဲလူတွေသိတာမလားဥမာဦးဇင်းတို့သီတကူဆရာတော်ကြီးဆိုသီတကူဆရာတော်ဆိုလူတိုင်းမသိဘူးလားသူမိဘပေးတဲ့နာမည်ဘယ်သူတုံးလို့မေးလိုက်ရင်ပြုံးဆိုသိသေးလားမသိဘူးလေဒီတိုင်းဟုတ်လားကြော်ကြားတဲ့နာမည်ပဲလူတွေကသိတယ်မိဘနှစ်ပါးပေးတဲ့နာမည်ကိုလူတော်တော်များများမသိဘောရမဘုရားသဗ္ဗညုတဉာဏ်ရှင်တကယ်ဟုတ်တယ်ဆိုရင်ငါရဲ့ငင်းနှမ်းပြီးဖော်ပါစေမိဘနှစ်ပါးပေးတဲ့နာမည်လေးခေါ်ရင်ကောင်းပါပဲဆိုတဲ့အတွေးလေးနဲ့ရှေ့ဆက်သွားလိုက်တော့ဘုရားနာလည်းရောက်ကြောအေဟိတုဒ္ဒတတထေတုဒ္ဒတလာခဲ့တဲ့ဒီလိုခေါ်သူမိဘနှစ်ပါးပေးတဲ့ငင်းနှမ်းကြီးကတုဒ္ဒတပါဒတလေဟာဒါဘုရားစစ်ပြီအဲ့ဒီမှာမြတ်စွာဘုရားစစ်ပြီဆိုမြတ်စွာဘုရားရဲ့ပြိဋိဒ်ကြာရနာသူရှစ်ခိုးပြီးပတ်ဝန်းကျင်အကဲခတ်ကြည့်သဗ္ဗညုတဉာဏ်ရှင်ဘုရားဖြင့်ဖြစ်ပေမဲ့လို့ပြာသူလဘယ်အောက်မှာပဲနေရတယ်သစ်ပင်အောက်ပဲနေရကြောင်းမရှိသေးဘူးနော်ပတ်ဝန်းကျင်ကြည့်လိုက်တော့လေပြိဋိဒ်ဟာစီးနှင်းတွေကကြာနှင်းတွေကကြာသိရွက်တွေပေါ်စီးနှင်းကြပြိဋိဒ်သိရွက်တွေကမနိုင်တော့အဲ့ဒီရေတွေကအောက်ပြုတ်ကြဟိုနားကဖောက်ခနဲ့ဒီနားကဖောက်ခနဲ့အပြင်ကတိုက်လာတဲ့လေတွေကလည်းအေးလိုက်တာနောက်တကချင်းနေရင်တွေကလည်းရှိသေးဒီလိုနေရာမျိုးမှာအနာတပိရဲ့တထေအတွေ့တွေးမိတာကဘလို့နီးနဲ့မှချမ်းချမ်းသာသာအိတ်လို့မရနိုင်ဘူးတဲ့ဒီလိုတွေးမိအဲ့ဒါနဲ့ပထမဦးဆုံးမေးတဲ့မေခွန်းလေးကဒုက္ခံတယိဋ္ဌဗန္ဒီချမ်းချမ်းသာသာအိတ်လို့ရပါသလားလို့ဒီလိုမေးချမ်းချမ်းသာသာအိတ်လို့ရသလားလို့မေးပတ်ဝန်းကျင်အခြေအနေကြည့်ပြီးမေးတာနော်အဲ့ဒီမှာမြတ်စွာဘုရားကပြန်ဖြေတယ်သဗ္ဗရာဝေဒုက္ခံသေတိဗျမနောပတိနိဗ္ဗုတောယောနလိပတိကာမေတုတိတိဘုဒ္ဓနိရုပတိတဲ့သဗ္ဗရာဝေဒုက္ခံသေတိဗျမနောပတိနိဗ္ဗုတောဒုစရိုက်တရား10ပါးကိုရှောင်ရှားထားတဲ့ပုဂ္ဂိုလ်ဟာဘယ်နေရာအိတ်သဗ္ဗရာဝေဒုက္ခံသေတိအိတ်လို့အဆင်ပြေတယ်